Hello again. All right. Today now we are at entry 18. So we're going to be talking about afternoon, evening, and night. Afternoon changes to everything when it starts getting dark, more or less. However, it depends on the time of year. In summer, we stop saying afternoon by 6 o'clock, even if it is daylight. In winter, we go and saying afternoon until it at least 5 o'clock, even if it's dark. So afternoon ဘိုင်းရတော့ပေါ့နော်ဟုတ်လားအဲ့ afternoon changes to evening ပြောင်းတယ်ဘယ်ချိန်မှာပြောင်းလဲဆိုတော့ when it starts getting dark မှောင်လာတဲ့အချိန်မှာနော်အဲ့တော့နော်တဖြည်းနဲ့မှောင်လာနေမြကျွန်တော်တို့ afternoon sorry နော်အဲ့တော့oh နော်ဖြည်းနဲ့မှောင်လာနေမြအဲ့ဒါဘာဖြစ်လဲဆိုတော့ afternoon ကနေမဟုတ်တော့ဘဲနဲ့ evening ပြောင်းတာမယ်နော်ပြောင်းခေါ်မယ်ဒါပေမဲ့လည်းပဲ it depends on the time of the year တဲ့အဲ့တော့ဘယ်ချိန်လဲပေါ့နော်နေ့တစ်နေ့ရဲ့ဘယ်ချိန်ဘယ်အပိုင်းခြားနေပါမူတည်ပြီးတော့ခေါ်ပြောင်းနိုင်သေးတယ် summer မှာဆိုရင်တော့ we stop saying afternoon by 6 o'clock ညနေ6နာရီဆိုရင် afternoon လို့မပြောတော့ဘူး6နာရီပြောသေးတယ်ဆိုတဲ့ဘောပေါ့နော်ဟုတ်လားအဲ့တော့မဟုတ်ဆိုရင် summer ဆိုရင်ဘောကဒီမြန်မာမှာလည်းတူတူပဲပေါ့နော်ဟုတ်လားလင်းတာပေါ့နော်လင်းနေသေးတယ်လင်းနေတယ်အလေးရောင်ရှိသေးတယ်သူတို့ဆိုရင်ပိုဆိုးသေးတယ်အလေးရောင်တော်တော်ရှိသေးတယ်နော်တော်တော်ရှိသေးတာဖြစ်တဲ့အတွက်တော်တော်ရှိနေသေးတော့လည်းပဲ6နာရီထိုးတာနဲ့တော်တော် afternoon မပြောတော့ evening ရောက်သွားပြီပေါ့နော်ဒါပေမဲ့ in winter မှာ we go and saying afternoon လို့ပြောတော့မယ် until at least 5 o'clock even if it's dark တခုရှိတာ winter ဆိုရင်မှောင်တာမြန်တယ်အဲ့ဒါကတော့မြန်မာနဲ့လည်းနည်းနည်းတူတယ်ပေါ့နော်မြန်မာတွေဆိုတဲ့ဒီညနေသာတူတယ်ဆိုညသာရှည်တယ်ဟုတ်နော်ဟုတ်လားအဲ့တော့ဟိုမှောင်တာမြန်တယ်သူတို့လည်းတူတူပဲည9နာရီဆိုမှောင်သွားပြီသူတို့လည်းနော်3နာရီ10နာရီဆိုလည်းနည်းနည်းအမောင်လင်းအောင်နည်းနည်းမှိတ်လာပြီ9နာရီဆိုမှောင်ပြီနော်ဒါပေမဲ့လည်းပဲ winter မှာဆိုရင်တော့ afternoon ပြောလို့ကောင်းတော့မယ်တဲ့နော်9နာရီထိပေါ့နော်9နာရီထိပြောတယ်ပေါ့ရထားတော့ဒါကဘုဒ္ဓတာပေါ့နော် so evening changes to night more or less at bedtime evening ကနေ night လို့ပဲချိန်ပြောင်းလဲပြောတယ်ခုဆိုနေတဲ့ဘောကကျတော့ we're talking about good morning good afternoon good evening ဆိုတဲ့ဒါကိုဒီ context မှာပြောနေရပါနော် know that good evening usually means hello တဲ့အဲ့တော့ကျွန်တော်တို့ကမနက်ဆိုရင်ပြောတယ် good morning နဲ့စတယ်နော် good afternoon good afternoon and good evening နော်အဲ့တော့မနက်ခင်းက morning afternoon evening ဟုတ်ပြီဟုတ်တယ်ဒါပေမဲ့လည်းပဲ good evening ဆိုတဲ့သဘောက hello လို့ပြောတာတူတူပဲဒါနဲ့ပဲ evening ခုန afternoon ကတော့အချိန်အပိုင်းခြားနဲ့ပြောခဲ့တယ်နော်ဒါပေမဲ့ evening ကြတော့ညနေခင်း evening ပေါ့6နာရီ6နာရီ9နာရီက evening ပေါ့အဲ့ဒါဆိုရင်8နာရီနောက်ပိုင်း9နာရီတာဘယ်လိုပြောလဲ stay evening ပဲ good evening ပဲနော်ဘာလို့လဲဆိုတော့ good night means goodbye အဲ့တော့ good night လို့ပြောရတယ်အဲ့ဒါအိတ်တော့လို့ပြောတာတူတူပဲတက်တာလို့ပြောတာတူတူပဲ so it is never used to greet people ဒါကြောင့်မို့လူတွေကျွန်တော်တို့က good night လို့ဘယ်တော့မှစမပြော good night ဆိုတာ goodbye ပဲနော်အဲ့ good night က goodbye နဲ့ညီတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒါပေမဲ့မနေ့စောစောစီးသွားပြီးတော့ good night လို့မပြောနဲ့ပေါ့နော်ဟုတ်လားဒါပေမဲ့ကိုကတခုတော့ရှိတယ် so you're meeting your friends နော် around maybe very late in the afternoon or early in the evening နော်အဲ့တော့ so afternoon နောက်ပိုင်းမှာဖြစ်မယ် evening ညနေခင်းမှာဖြစ်မယ်ကိုကမတွေးတော့ဘူးတွေးဖို့အကြောင်းမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ good night လို့ပြောလို့ရတယ်ခါလေမနေ့နေ့လည်ခင်းတော့မှခါလေထပ်ပြီးမတွေးတော့ဘူးဆိုရင်ဒါခင်မင်းနေဆိုရင်ပြောလို့ကောင်းတယ်ချင်းချင်းဆိုရင်သိရမလား good night ပြောလို့ရတယ်နော်ဆိုရင်တဘောက good night ဆိုအိတ်တော့လို့ပြောတာပဲနော် goodbye လို့ပြောတာတူတူပဲဒီမှာနမူနာလေး conversation လေးပေးထားတယ် good evening terrible weather isn't it yeah yes dreadful hasn't stopped raining for weeks well I must be going good night good night 哦ဟုတ်ပြီနော်ဒါတို့အချင်းနှုတ်ဆက်ပြီးပြောတော့တာ dreadful အရင်ဆိုးတော့ပြောတာပဲနော်ဟုတ်လား terrible weather ရာသီဥတုအရင်ဆိုးတယ်နော် isn't it
ဟုတ်တယ်မလားမဟုတ်ဘူးမလားဟုတ်တယ်မလားဟုတ်ပြီနော် yes dreadful ဆိုတာမှာဟိုဘက်တော့လွန်နေသေးတယ်အရင်ဆိုတယ်နော် very ပေါ့နော် hasn't stopped raining for weeks it hasn't stopped raining for weeks ရွာနာလေရက်သက်တစ်ပတ်ချီနေမိုးရတာမပြီးနိုင် well I must be going ကဲသွားမှာပဲ good night ပြောတာနော် all right ဆက်ကြည့်အောင် ages ages wait what's ages we talk about people's ages with b plus number b နဲ့ number နဲ့ပြောပါတယ်တဲ့နော် he is 35 she will be 21 next year အဲ့တော့ she ကအမစ်စာ b ကတော့ထုံးစံအမစ်စာကိုနော်အမစ်စာနဲ့ number နဲ့ပြောလို့ရတယ်အဲ့တော့ he is 35 years old ဟောအမပြီးတာပဲနော် he is 35 years old နောက်ကနေ number နဲ့ years old နဲ့ပေါင်းပြီးပြောလို့ရတယ်ဒါသူ့ရဲ့အသက်ကိုပြောတဲ့ဟာပေါ့နော်အဲ့တော့ so to ask about somebody's age say how old are you how old are you what's your age လို့ဘယ်တော့မှမမေးဘူးနော်အဲ့တော့ဒါကြီးကမှန်တယ်နော် grammar ရလည်းမှန်တယ်ဒါပေမဲ့ not usual လို့ပြောထားတယ် it's not usual mean we don't usually ask in this way ပေါ့နော်တိတ်ပြီးမေးလို့မရှိဘူးလို့မျိုး hey what is your age မမေးဘူး how old are you လို့ပဲမေးမယ်နော် how old are you အခုဖြေတဲ့အခါမှာ option နေနဲ့ he is 35 I am 35ဟုတ်ပြီနော် she will be 21 next year ပြည့်မှာ21နှစ်ပြည့်မှာ or he is 35 years old လို့ပြောလို့ရတယ်အဲ့တော့အပေါ်ကအတူနည်းနဲ့ပြောမလားအရှင်းနည်းနဲ့ပြောမလားကဏ္ဍနဲ့ပဲရေးအောင်မလားရတယ်တခုတော့ရှိတယ်ဘယ်လိုလုပ်အောင်လဲဆိုတော့ he is ဟာလား35 years တဲ့အဲ့လိုလုပ်တာမျိုးလို့ဆိုတော့မှားပါတယ်လုံးဝမှားပါတယ်နော်ဘယ်လိုမျိုးမရေးရဘူးဒါလေး accuse ရနော် he is 35 years လို့မလို့ he is 35လို့ပြောရင်ပြော he is 35 years old လို့ပြောရင်ပြော he's 35 years old years old နော်ဒါနဲ့ချိန်သွားဘယ်လိုမပြောနော်ဒါအရေးကြီးတယ် note the structure b plus h ပေးထားပါလားနော် without preposition မပါဘူးဆိုတော့ when I was your age နော်အဲ့တော့ bh ဆိုတာရှိရတယ် ms sorry ဟာလားနော်တော့ my တို့ your တို့ထည့်ပြီးပြောတယ်နော် when I was your age ငါမင်းအသက်အရွယ်တော့ဆိုရင် I was already working အလုပ်လုပ်နေပြီဒါမျိုးဆိုရင်ဒါအပြင်မှာလည်းခဏခဏသုံးနိုင်တယ်ဒီလို sentence မျိုးอ่ะ the two boys are the same age ရွယ်တူပဲနော်တက်တူရွယ်တူ the same age are the same age she's the same age as me she's the same age as me she is the same age as me all right အဲ့ဒါက age ကိုပြောတဲ့ဟာပါနော်ဒါကတော့ကိုယ့်တက်တူပြောမယ်ဟုတ်လားအဲ့တော့ဒီမှာဆိုရင် when I was your age ငါမင်းတက်ရွယ်တော့ဆိုရင်ကွာဒါလေးတော်တော်လေးသုံးလို့ကောင်းတယ်နော်ဟုတ်လား it's been ages အရှိသေးတယ် it's been ages နော် it's been ages ဟာမတွေ့တာကြာပြီနော်မတွေ့နှစ်ချီနေမတွေ့တာကြာပြီ it's been ages နော်အဲ့ဆိုရင်ဒီလိုနှုတ်ဆက်လို့စာပြီးနှုတ်ဆက်လို့ရတယ်နော်ပြောလို့ရတယ် all right the next one is ago ago မှာဒီမှာ entry အကွဲလေးတွေပေးထားရှိပါတယ်ဟောအောက်မှာတော့ number 4တွေရှိတယ်နော် number 4တွေကြည့်ရမယ်နော် entry အကွဲလေးတွေ ago ရဲ့ entry အကွဲလေး number 1က position ကိုပြောတယ်တဲ့ okay what's position expression of time plus ago time expression မနော်ဒါ expression of time plus ago နဲ့ time ရဲ့ expression ပြောတယ်အချိန်ကိုပြတဲ့ဟာနဲ့ ago နဲ့တွေ့တယ်ဆိုကျွန်တော်က I met her 6 weeks ago လွန်ခဲ့တဲ့6ပတ်6ပတ်တုန်းကတွေ့ခဲ့တယ်ဒီလိုကတော့ပြောလို့မရှိပါဘူး ago 6 week ကတော့မပြောပါဘူးเนาะ it all happened a long time ago oh long ago တော့ပြောလို့ long time ago ဟိုလွန်ခဲ့တဲ့
နေ့တည်းအကြာကြီးတော့ဖြစ်ခဲ့တယ် How long ago did you arrive မင်းရောက်နေတာဘယ်လောက်ကြာနေသွားကြာသွားပြီလဲ How long ago ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာတစ်ချက်မှတ်ရမှာကအောက်မှာနံပါတ်2မှာပြောထားတယ် ago is used with the past tense နော် past tense နဲ့ပြောပါတယ် not present perfect ပြောလို့မရှိဘူးဒီဟာအရင်မှားတယ်ဘာလို့ present perfect နဲ့ပြောလို့မရှိဘူးလဲဆိုကျွန်တော်က present perfect သင်ပြီဆိုရင်ဟုတ်လား for တို့ဟုတ်လား since တို့နော်အဲ့တော့ for တို့ since တို့ဒါသင်တဲ့ခါမှာ ago ကလည်းအနေနဲ့ပါပြီးတွဲပြီးပြောရလေးရှိတယ်ဒါကြောင့်မို့လို့သူကမှားတတ်ကြတယ်ရောပြီးမှားတတ်ကြတယ်ဒါကြောင့်မို့လို့ဒီမှာတကူးတက has of verb 3ဖြစ်တဲ့ present perfect form နဲ့မသုံးပါဘူးလို့တော့ပြောထားတာဟုတ်ပြီနော်ဆိုရင်ဒီသဘောက ago ဆိုရင်ကျွန်တော်တို့ကဘာပဲသုံးမလဲဆိုတော့ past tense နဲ့ပဲသုံးမယ် she phoned a few minutes ago where's Mike he was working outside 10 minutes ago past tense ဆိုတဲ့သဘောက past continuous tense နဲ့ပါပြီးသားနော်ဒါကြောင့် past tense ဆိုပြောတာ I miss a west ဝါရင်ပြောတာမဟုတ်ဘူး verb to ပဲပြောတာလည်းမဟုတ်ဘူးနော်အဲ့တော့ past continuous ပဲပါပါတယ် past progressive tense ပဲပါပါတယ်ဒါကြောင့်မလို့ he was working outside 10 minutes ago လွန်ခဲ့10 minutes 7 minutes ကမှတကောင်အလုပ်လုပ်နေသေးတယ်လို့ပြောတာနော်အဲ့တော့ဒါ compare ဆိုတာတော့ကျွန်တော်ခုနကဒီဘက်မှာပြောခဲ့တဲ့မျိုးပဲနော် past present perfect မှာသုံးတဲ့ဟာမျိုးအဲ့တော့ ago နဲ့ for နဲ့ပြောတယ် I went to Spain 6 weeks ago နော် I went to Spain 6 weeks ago လွန်ခဲ့တဲ့6ပတ်တုန်းကလွန်ခဲ့တဲ့ရက်သတ္တပတ်6ပတ်အကြာတုန်းကအဲ့ဒီအရင်တုန်းကနော်အဲ့ဒါစပိန်ကိုသွားတယ်ဆိုတော့အခုရက်ကနေဒီနေ့အခုဒီရောက်နေနော်ဒါ today ပေါ့နော် today ဟိုးလွန်ခဲ့တဲ့နော်6 weeks ago ကိုသွားလိုက်ဒီမှာတော့သွားတာနော်အဲ့တော့အခုကပြန်ရောက်နေ I went to Germany for 6 weeks ဒီကတော့မတူတော့ဘူးဆိုရင်တဲ့ဘောက6 weeks ago ဆိုတာရလွန်ခဲ့တဲ့ဟိုးဘယ်နှစ်ရက်တုန်းကလောက်တာမျိုးလွန်ခဲ့တဲ့10ရက်တုန်းကလောက်တာမျိုးဒါပေမဲ့အနည်းလည်းမှတ်ထားပါ for က total ကိုပြောပါတယ်နော်အဲတော့ for total ကိုပြောပါတော့ for 6 weeks ဆိုရင်6 week ကြာအောင်အဲ့မှာနေခဲ့မှာသူက so I went to Germany for 6 weeks this summer ဆိုရင်အဲ့မှာသူနေခဲ့တဲ့ကာလ6ရက်တက်ပဲ6ပတ်ကြာတယ်နော်အဲ့ for က total ကိုပြောပါတယ်ဒါလေးမှတ်ထားလိုက်နော် for 3 years ဆိုရင်3နှစ်ကြာတယ် alright ဟောအောက်မှာဒီမှာဒါလေးပါတာပဲနော်ဆိုလက်ရှိကဒီမှာ noun နော်လက်ရှိဒီမှာ noun မှာ noun ကနေ went to Spain 6 weeks ago ဆိုလွန်ခဲ့တဲ့ဒါရက်တစ်ပတ်6ပတ်တော့သွားတယ် I went to Germany ဆိုတဲ့အပိုင်းမှာကျတော့သွားတယ်လို့ပြောတာဘယ်တော့မှမသိဘူးနော်ဒါပေမဲ့ဘယ်တော့ this summer တော့သွားတာပေါ့ဒါကတော့လွန်ခဲ့တဲ့6ပတ်တော့အရင်နီးလွန်အားကြီးတယ်ကြီးလို့ရတယ် this summer ဆိုတာကျတော့နော်ဟလာနော်ပြီးခဲ့တဲ့ຫນွေတုန်းကလို့ပြောရရောက်တယ်နော်အဲ့တော့ဘယ်ຫນွေတုန်းကလည်းဒီຫນွေတော့အချိန်ကပိုကြာတယ်ပေါ့နော်အဲ့တော့သူက specific ထောက်ပြီးတော့ပင်ပတ်လို့မပြဘူးအဲ့ຫນွေဆိုတဲ့ကာလအရှိမှာဟုတ်နော်ဟုတ်တယ်မလားအဲ့တော့အဲ့ဒါကိုမှနေခဲ့တာကာလက6 weeks ကြာတယ် alright okay နောက်တစ်ခု the difference between နော် ago and before ဘာကွာလဲတဲ့2 years ago ရှင်းပေးထားတယ်2 years before now 2 years ago လို့ပြောချင်တာ2 years before now ဒီဟာတွေရဲ့မတိုင်ခင်အရင်တော့နားလဲရမယ်2 years before လို့ပြောပြီးဆိုရင်2 years before then before a past time နော်ဟိုးအရင်တော့တစ်ချိန်ထက်အရင်တော့ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်နော် 2 years ago I visited my hometown နော်အဲ့တော့လွန်ခဲ့တဲ့နှစ်တုန်းကသူ့ရဲ့မွေးရမြေကိုသွားလဲတယ် which I had left 2 years before တဲ့အော်ဒီမှာသူတစ်ချောင်းထဲမှာနှစ်ခုလုံးရှင်းပေးထားတယ် which I had left 2 years before ဆိုတော့အဲ့ဒီတော့ဒီမှာကြည့်လိုက်နော်အခုဒီဇာတ်လေးကိုကြည့်လိုက်ပါဒီမှာလွန်ခဲ့တဲ့နှစ်တုန်းကနော်ဟုတ်လားသွားပြီးလေခဲ့တယ်ဒီမှာ visited သူသွားပြီးလေခဲ့တယ်လက်ရှိအခုဒီမှာဒီရောက်နေပြီလက်ရှိကနေသူသွားပြီးလေတယ်လွန်ခဲ့တဲ့နှစ်တုန်းသွားလေတယ်ဒါပေမဲ့အဲ့ဒီလေတာမတိုင်ခင်မှာသူထွက်လာတာအဲနေသူထွက်လာခဲ့တာအဲ့ဒီနောက်တဲ့လွန်ခဲ့တဲ့နှစ်တုန်းက
ဆိုရင်ကျွန်တော်သဘောကရှင်းလားမသိဘူးဟုတ်ပြီနော် which I had left 2 years before ဆိုတော့အိမ်ကသူက2 နှစ်တောင်အလုံး2 နှစ်တောင်သွားလဲတယ်အဲ့တော့တကယ်ပြောမယ်ဆိုသူအိမ်ကထွက်လာတယ်ဘယ်နှစ်နှစ်ရှိသွားပြီလဲဆိုတော့ total မိလို့ရကျွန်တော်တို့ကသင်္ချာသင်ဟုတ်လားနော်4 years ရှိသွားပြီဟုတ်ပြီနော်ဒါတွေကဟို present perfect တင်နေဆိုရင်ပြန်ပါအောင်ပါဒီ content ကနော်ဒီ context ကနော်ဒီအကြောင်းအရာဒီအယူဆတွေပြန်ပါအောင်မှာဖြစ်ပါတယ်နော်ဒါတော့လမ်းကြုံပေါ့နော်ဟုတ်လားအဲ့တော့လွန်ခဲ့တဲ့2 နှစ်ကအိမ်သွားလေတယ်ဒါပေမဲ့အဲ့မတိုင်ခင်မှာလည်းကတော့အိမ်ကနေထွက်လာခဲ့တာနှစ်ရှိသွားပြီဟုတ်ပြီနော်အဲ့တော့ဆိုချင်တဲ့သဘောကဒါသူအိမ်ပြန်မရတာ4 နှစ်ကြာသွားပြီဆိုတဲ့သဘော sorry အိမ်ကနေထွက်လာခဲ့တာ4 နှစ်ရှိသွားပြီဒါပေမဲ့ဂျားထဲမှာ2 နှစ်မြတ်မှာသူသွားပြီလေပြန်ပြီးတော့အလေးပြန်ခဲ့သေးတယ် alright ရမယ်နော် okay thank you